မိတ်ဆွေများအားလုံးကျမ်းမာပေးခင်ကြပါစေဗျာဒီနေ့အော်တိုဘလ26ရက်ညပိုင်းမြို့သစ္စာ channel ကနေပြီးတော့ကောင်းလို့ရတော်လိုင်းသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီမောမကရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်နောက်စစ်ဖြူစလင်းမြို့နယ်လမ်းပိုင်းမှာထိတ်ချုံဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ပါတယ်အကြမ်းဖက်စစ်တပ်ရဲ့ထုတ်ပြန်ပြောဆိုချက်တွေကို KNU ကညှင်းဆိုပြီးတော့ KK ပတ်နဲ့ KNU လုံးဝမပတ်သက်တဲ့အကြောင်းတရားဝင်အသိပေးထုတ်ပြန်ကြေညာပါတယ်။နောက်မြင်းကြံမှာစစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့တာမဏိစက်ရုံကိုတရားခွန်မရှော့တိုက်တုံး10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ပါတယ်။ထိရောက်မှုရှိတယ်လို့လည်းသိရပါတယ်။နောက်ဒီမင်းတပ်မြို့စစ်ကောင်စီဘုံကျဲလေကြောင်းတတိပေးချက်ရလို့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။စင်ကူးမြို့နယ်ထဲမှာစစ်ကောင်စီဘုံကျဲလို့ရတတအုပ်တေဆုံးပြီးတော့6ဦးဒဏ်ရာရရှိပါတယ်ခင်ဗျာဒီသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီမောမကန်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုပထမဆုံးတင်ဆက်ပေးလိုပါတယ်ဒီနေ့အော်တိုဘာလ26ရက်နေ့မနက်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကတနင်္သာရီတိုင်းလောင်းလုံမြို့နယ်မောမကန်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာကျန်းဖက်စစ်တပ်ဘက်ကလေရင်နဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီလိုစစ်တပ်ကလေရင်နဲ့ဘုံကျဲခုခံနေတဲ့ကြားကနေပြီးတော့မောမကရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာကျန်းဖက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိပြီးတော့ရဲစခန်းအတွင်းမှာရှိတဲ့လက်နက်ခဲယမ်းတွေလည်းတင်စီရမိခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ။ဒီကျွန်တော်တို့ဒီနေ့နနက်အစောပိုင်းလောက်ကလေးကရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေကလေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်နေတဲ့ဂျာကာကိုရဲစခန်းကိုအပြစ်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်စစ်ခွေးတွေတေဆုံးတာလည်းရှိပါတယ်ရဲစခန်းတွေကလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့တော်လိုင်းရေးသတင်းအရင်းမြစ်တူကပြောဆိုတာဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတိုးကိုဆက်သွယ်မေးမြန်းတဲ့အခါမှာလည်းမောင်မကန်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်းအတည်ပြုပြောဆိုခဲ့ပြီးတော့ဖြစ်စဉ်အသေးစိတ်ကိုလည်းဒီထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ပြောဆိုပါတယ်ခင်ဗျာဒီနောက်သတင်းတစ်ပုဒ်ကတော့ဒီမကွေးတိုင်းစိတ်ဖြူစလင်းမြို့နယ်ကတိုက်ပွဲသတင်းကိုဆက်ချင်ပါတယ်ခင်ဗျာဒီမကွေးတိုင်းစိတ်ဖြူစလင်းမြို့နယ်လမ်းပိုင်းထိန်ချုပ်ဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်တာမှာအထိနာပြီးတော့စိတ်ဖြူမြို့အတွင်ပြန်ဆုတ်သွားတယ်လို့မကွေးတိုင်းပကဖရွေရှားစစ်ကြောင်းရင်းနေတာကော်လန်ကတာဝန်ရှိသူတို့ကပြောဆိုတာဖြစ်ပါတယ်ဒီမင်းကအော်တိုဘလ25ရက်မနေ့10နာရီဝန်းကျင်လောက်ကစိတ်ဖြူမြို့ဘောလုံးကွင်းကနေထွက်လာတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ21 22အမှတ်6လေကြောင်းရန်ကာကွယ်ရေးစစ်စရေးကိုကဲမှုဌာနချုပ်လာဆခ9နဲ့တက်မှ88လက်အောက်ခံခလိုက်ရ73တပ်ရင်းတွေပူးပေါင်းစစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်ခင်ဗျာဒီထိတွေ့ပြီးစားကတော့မြို့ရဲပြောင်းဝင်သွားတာဒီနေ့တော့ထပ်လာဖို့ပြင်ဆင်နေကြတယ်လို့ဒီရင်းနေတာကော်လန်တာဝန်ရှိသူတို့ကစစ်ကြောင်းဒီနဲ့ပတ်သက်လို့ရှင်းပြပါတယ်မနေ့ကအင်အား200ဝန်းကျင်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းရဲ့ရင်တွေကိုလည်းစိတ်ဖြူမြို့နယ်ဂွေးပင်ချောင်းကျေးရွာအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်းဆိုပါတယ်ခင်ဗျာစစ်ကောင်စီတပ်ထိုးစစ်အရှိန်ကြောင့်ချင်းတောင်ကျေးရွာအနီးမှာထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီးတော့စစ်ကား2စီးပျက်စီးခဲ့တယ်လို့လည်းရင်းနေတာကော်လန်ကထုတ်ပြန်ထားပါတယ်နောက်ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်အထိုင်ချတဲ့စလင်းမြို့နယ်တညောင်တိုက်နယ်လျှက်စစ်ခွဲရုံးကနေလက်နက်ကြီးပစ်ကူပေးတာနဲ့စိတ်ဖြူစလင်းကားလမ်းပေါ်ကထိုးစစ်အခြေအနေတွေအကြောင်းမို့စုခွာခဲ့ရတယ်လို့လည်းအသိပေးပါတယ်ခင်ဗျာထိတွေ့မှုမှာတပ်တွင်းအရင်မြစ်ကတဆင်စစ်ကောင်စီဘက်က9ဦးသေဆုံးပြီးတော့10ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ရင်းနေတာကော်လန်ကဖော်ပြပါတယ်ဒီစစ်ကောင်စီတပ်ထိုးစစ်ကိုမကွေးတိုင်းပကဖရွေရှားစစ်ကြောင်းရင်းနေတာကော်လန်ပခုတ်ခုခရိုင်အမှတ်19တပ်ရင်းနဲ့အမှတ်4တပ်ရင်းတို့ကပူးပေါင်းခုခံနေတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်သတင်းတစ်ပုဒ်ကိုဆက်ရမယ်ဆိုရင်တော့ဒီအကြမ်းဖက်စစ်တပ်ရဲ့ထုတ်ပြန်ပြောဆိုချက်ကို KNU ကညှင်းဆိုပြီးတော့ KK ပတ်နဲ့ KNU လုံးဝမပတ်သက်တဲ့အကြောင်းဒီကြီးညာချက်ထုတ်ပြန်ပြီးတော့ KNU ကညှင်းဆိုထားပါတယ်ဒီမြန်မာအကြမ်းဖက်စစ်အုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းက KNU အနေနဲ့ထိုင်းမြန်မာနယ်စပ်ကကရင်ပြည်နယ်မြောက်ပြည်မြို့နယ်မှာရှိတဲ့ KK ပတ်အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက်မိငှားရမ်းတာနဲ့လုံခြုံရေးဆောင်ချောက်ကရယူခြင်းတို့ဖြင့်အကျိုးအမြတ်ရရှိတယ်လို့ဆွဆွဲထားပါတယ်အဲ့ဒါကို KNU ကအဲ့ဒီဆွဆွဲချက်ဟာအားလုံးကိုပြက်ပြက်တတ်တညှင်းဆိုတဲ့အကြောင်း KNU ကဒီနေ့ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်မြန်မာစစ်တပ်ကဆွဆွဲထားတဲ့ဧက100မြေကွက် Trans Asia International Holding Company ဒီ
ဒီ group Thailand ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်တာကိုမူလအလင်းကုမ္ပဏီက2022ခုနှစ်ဒီဇင်ဘာလကတည်းကရပ်ဆိုင်းနှုတ်ထွက်ခဲ့ပြီးဖြစ်တဲ့အကြောင်းပြီးတော့ဒီ KK Park online ငွေလေလုပ်ငန်းလုပ်ကိုင်တဲ့ဧက900ရှိတဲ့မြေကွက်ဟာတီးခြားသည်ဖြစ်တဲ့အကြောင်းမြေကွက်တစ်ခုနဲ့တစ်ခု3ကီလိုမီတာအကွာမှာတည်ရှိတဲ့အကြောင်း KNU ကဆိုပါတယ်ခင်ဗျာဒါကြောင့်မို့လို့ဒီ KK Park online ငွေလေလုပ်ငန်းဟာ KNU နဲ့လုံးဝမသက်ဆိုင်ပဲစစ်အုပ်စုပြောရေးဆိုခွင့်ရှိသူရဲ့ဆွဆွဲချက်ကို KNU ကပြတ်ပြတ်သားသားညှင်းဆိုတဲ့အကြောင်းမြန်မာစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကစစ်တပ်ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ online ငွေလိမ်ကိုင်းတွေကနေနိုင်ငံရေးစီးပွားရေးနဲ့စစ်ရေးရအကျိုးမြတ်ရရှိနေတာတွေကိုဖုံးကွယ်လိုတာကြောင့် KNU ကိုဆွဆွဲပြီးမဟုတ်မှန်တဲ့သတင်းတွေဖြန့်ချီတာဖြစ်တဲ့အတွက် KNU အနေနဲ့ညှင်းပယ်တဲ့အကြောင်း KNU တရားဝင်သတင်းထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်ခင်ဗျာဒီ KNU အနေနဲ့ထုတ်ပြန်ချက်တွေအတိုင်းအခိုင်အမာရပ်တည်ပါတယ်တခြားပြောစရာမရှိပါဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူဖရူစောတော်နီကလည်းပြောပါတယ်ခင်ဗျာဒီအကြမ်းဖက်စစ်တပ်ကအော်တိုဘာလဆန်းပိုင်းအတွင်းမှာ KK Park ကိုဝင်ရောက်စီးနင်းပြီးတော့စစ်ကြောင်းထိုးတာတွေလှုပ်ဆောင်လာပါတယ်နောက်အော်တိုဘာလ23ရက်နေ့ကလည်း BGF ကဦးစီးလုတ်ကင်နေတဲ့ KK Park အတွင်းကကြားဖြန့်လုတ်ကင်နေတဲ့ပြည်တွင်းပြည်ပလူအများပြားကိုနှင်ထုတ်တာတွေစတဲ့လှုပ်ဆောင်လာတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်မြင်းကြံမှာအထိုင်ချတက်ဆွဲထားတဲ့တမဏိစက်ရုံကို100ခွန်မဒုံး10လုံးနဲ့ပစ်ခတ်တဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ်မန္တလေးတိုင်းမြင်းကြံမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့တမဏိစက်ရုံကို100ခွန်မရှော့တိုက်တုံး10လုံးနဲ့ပစ်ခတ်တိုက်ခိုက်တာမှာစစ်သား15ဦးသေဆုံးခဲ့တဲ့အကြောင်းမြင်းကြံ District Battalion 2ကတပ်ရင်းမှူးကပြောပါတယ်ခင်ဗျာဒီအောက်တိုဘာ19ရက်နေ့မြင်းကြံမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကအင်အား200လောက်နဲ့အထိုင်ချတပ်ဆွဲထားတဲ့တမဏိစက်ရုံကိုတော်လိုင်းတပ်ဖွဲ့တွေက100ခွန်မရှော့တိုက်တုံး10လုံးနဲ့ပစ်ခတ်တိုက်ခိုက်တာဖြစ်ပါတယ်အဲ့ဒီတိုက်ခတ်မှုအတွင်းမှာကျန်းဖက်စစ်တပ်ဘက်က15ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများပြားပြီးတော့တော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီသူတို့ပြောပြတာကတော့ဒီမြင်းကြံတမဏိစက်ရုံကိုကျွန်တော်တို့ပစ်ခဲ့တာပါ10လုံးပစ်တာ10လုံးအောင်တယ်အဲ့ဒီ10လုံးထဲမှာ4လုံးကထိချက်ကောင်းတယ်အဲ့ဒီ4လုံးကစစ်ခွေးတွေရှိတဲ့နေရာကိုကြားရောက်ပေါ်ကွဲလို့သေဆုံးတာများခဲ့တာပါအဲ့ဒီနေရာကစစ်ခွေးအင်အားကတော့200ဝန်းကျင်လောက်ရှိပါတယ်စစ်ခွေးတွေကခမန်းကြီး15ဦးသေဆုံးတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့မြင်းကြံ District Battalion 2ကတပ်ရင်းမှူးကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတိုက်ခိုက်မှုကိုမြင်းကြံကန်အမှတ်1တပ်ရင်း Burmese Corridor Force BGF မြင်းကြံဒီ one more စစ်ကြောင်းနဲ့မြင်းကြံကန်အမှတ်3တပ်ရင်းတို့ကနေပြောပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာချင်းပြည်နယ်မင်းတပ်နဲ့မန္တလေးတိုင်းစင်ကူးနယ်ကဒီစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တဲ့သတင်းတွေကိုဇက်တိုက်တင်ပြပေးမှာဖြစ်ပါတယ်။ချင်းပြည်နယ်မင်းတပ်မြို့ကိုစစ်ကောင်စီကဒီကနေ့အောက်တိုဘာ26ရက်နေ့လယ်ပိုင်းမှာဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါတယ်။ဒီနေ့လယ်2:18မိနစ်မှာဘုံကျဲတာဖြစ်ပြီးတော့လေကြောင်းတတိပေးချက်ကြိုရလို့ဘုံခုချင်းတဲမှာပုံနေခဲ့ရတယ်လို့ဒေသခံတို့ကပြောပါတယ်။ဒီနေ့လေကြောင်းတိုက်ခိုက်မှုမှာထိခိုက်မှုတည်းမကြားရသေးတဲ့အကြောင်းချင်းကကွယ်တပ်မင်းတပ်နဲ့နှိစက်သူတူကလည်းပြောပြပါတယ်ဒီစစ်ကောင်စီကမနေ့ကညပိုင်းကလည်းမင်းတပ်မြို့နဲ့ဆက်ဆက်နေတဲ့ကံပလက်မြို့ကိုလေကြောင်းကနေဘုံ3လုံးကျဲချခဲ့ပါတယ်ဒီအောက်တိုဘာ24ရက်နေ့မနက်ပိုင်းကလည်းကံပလက်မြို့မှာကျင်းပနေတဲ့ CTF ကံပလက်စီဦးစီးချုပ်စလိုက်အောင်လေးရဲ့မင်္ဂလာဆောင်ကိုဘုံကျဲခဲ့တဲ့ဖြစ်စဉ်မှာလည်း4ဦးသေဆုံးခဲ့ပါတယ်ဒီနေ့လေကြောင်းကနေဘုံကျဲတဲ့မင်းတပ်မြို့ကိုအောက်တိုဘာ10ရက်ကလည်းဘုံကျဲခဲ့တဲ့ဖြစ်စဉ်မှာမတန်ဆွမ်းသူ2ဦးနဲ့ကျောင်းသား2ဦးသေဆုံးခဲ့ပါတယ်စစ်ကောင်စီကအော်တိုဘာလအတွင်းကံပက်လက်မင်းတပ်မတူပီဟာခါနဲ့တွန်းတံမြို့နယ်တို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်ဒီလေကြောင်းရန်ကိုတတိပြုကြဖို့လူစုလူဝေးတွေမလုပ်ကြဖို့ချင်းကဝေးတပ်တွေကတော့ဒီပြည်သူလူထုကိုတတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာနောက်စင်ကူးမြို့နယ်ထဲမှာလည်းစစ်ကောင်စီတပ်ကဘုံကျဲလို့ရပ်သား2ဦးနဲ့ထိခိုက်ဒဏ်ရာရှိသူ6ဦးရှိပါတယ်မန္တလေးတိုင်းစင်ကူးမြို့နယ်ဒီပတ်လက်အင်းရွာကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာမှာအရပ်သား2ဦးသေဆုံးပြီးတော့6ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီကနေ့အော်တိုဘာလ26ရက်နေ့လယ်3:15မိနစ်ဝန်းကျင်မှာစစ်ကောင်စီကဂျက်လေယာဉ်2စီးနဲ့ဘုံ6လုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့လူလက်ပိုက်အမျိုးသား2ဦးသေဆုံးခဲ့တာပါဒီတေတဲ့သူကလူလာပိုက်မြို့သား2ဦးဂျက်2စီးနဲ့လာကျဲတာစီဆိုင်ကိုလာကျဲတာဒီဒဏ်ရာရတာက6ဦးရှိတယ်စင်ကူခဏခဏလာကျဲခံရတာပါလို့မြေပြင်ချင်းသိရှိသူ2ဦးကဒီရွှေပြည်မြေသတင်းဌာနကိုလည်းပြောဆိုထားပါတယ်ဒီ
ဒီတော်လိုင်းတပ်တွေကထင်းချုပ်ထားတဲ့စင်ကူးမြို့နယ်တဲကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေပြီးတော့ဒီမနေ့ကအောက်တိုဘာလ25ရက်နေ့မှာလဲစင်ကူးမြို့နယ်လက်ပံလှရွာကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာမှာရက်သား9ဦးဒဏ်ရာရရှိသွားပြန်ပါတယ်ဒီတပ်ပြင်စစ်ကောင်စီတပ်ဟာတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့တပိတ်ကျင်းစင်ကူးနဲ့မရယာမြို့နယ်တွေကိုထိုးစစ်စင်တာတွေဇက်တိုက်လှုပ်ဆောင်နေသလိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေလည်းမကြာခဏပြုလုပ်လျက်ရှိနေပါတယ်ခင်ဗျာဒီပြီးခဲ့တဲ့အောက်တိုဘာ24ရက်မှာလဲတပိတ်ကျင်းမြို့နယ်ရင်ခပ်ပင်ကြီးရွာကိုဒီစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ဒေသခံ3ဦးသေဆုံးပြီးတော့ဒီ73ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ခင်ဗျာဒီစစ်ကောင်စီဘက်ကတော့တော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုဘုံကျဲတိုက်ခိုက်နေတာနဲ့ပတ်သက်ပြီးတော့တစုံတရာသတင်းထုတ်ပြန်တာအခုထိမရှိသေးပါဘူးခင်ဗျာအော်တိုဘာလ26ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်